大家都就18个的嘛，和老板那地嘛追来的，得不修路可的，张员呢得不呢，设备批来的，得不修路可的，有过的吧？ဒီကောင်နဲ့ကျွန်တော်ပုံမှန်တောင်းဝပြန်တစ်စီးလောက်ကိုပုံမှန်နှုတ်ခါလောက်နဲ့ဆိုဆေးပြပါဦးဒီကောင်လေးတက်မယ်ဆိုတော့ကျွန်တော်တောင်းဝပြန်တစ်စီးနှုတ်ထား100ကျော်လောက်နဲ့မှဆေးပြပါတောင်းဝပြန်တစ်စီးဖိနောက်က7.5ဆို100ကျော်လောက်နဲ့မှဆေးပြပါပုံမှန်နှုတ်လားနဲ့ဆိုရင်တော့ဆေးပြပါဦးဒါတက်ဖို့ဆိုရပါဒီကောင်လေးနံပါတ်ကြီးလာမယ်ဆိုရင်တော့ကျွန်တော်စပါးတွေကိုတက်ပြီးတော့ဟုတ်သွားပါရဲ့နံပါတ်ဒီကောင်လေးမှာကဒီမြက်အုပ်စုဝယ်ဖြစ်တဲ့အတွက်ဒီစပားမင်းချက်ပို့ပြီးတော့ကိုယ့်အတကတော့မြေဒီဆိုပါတော့ကျွေးမယ်ဆိုရင်တော့သူကပို့ပြီးတော့စားနိုင်ပါတယ်လူများဆိုဆိုရင်တော့ဒီစပားမင်းကအစာ3လုံးလောက်ပဲပါတယ်ဒီပေါင်းမင်းအုပ်စုတော်တော်များများပါတော့အစာ4လုံးပါတယ်သူကအစာကျန်းတဲ့ချိန်မှာတော့ပါတယ်ဒီတက်ဖို့ရှူနေနေမဲ့ဆိုတော့ကျွန်တော်ဒီကောင်းရတဲ့စစ်ဖိနှောက်စား7.5ဆို125လောက်နဲ့ထည့်ပြီးဖြန်းမယ်ဆိုတော့ဒီတက်ဖို့ဖြူနေနိုင်ပါတယ်နောက်ပြီးကျိုးဒီတက်ဖို့ဖြူကချမ်းမဲ့ဆိုရင်တော့ဒီသူ့ရဲ့စစ်ချောင်းတဲ့ခြေအနေစားပုံမူတည်ပြီးတော့နှုတ်ဆောက်ကြည့်ချရပါတယ်စစ်ချောင်းတဲ့20-30ဆိုရင်တော့ကျိုးဖိနှောက်စားကို7.5ဒီဆိုတော့150-180လောက်ထည့်ပြီးဖြန်းမယ်ဆိုရင်တော့စစ်တီပြုတ်ပြီးတော့ဆင်ပြီးတယ်အစစ်မဆောက်သေးဘူးဆိုတော့ကျွန်တော်ပုံမှန်နှုံးစား120-125-130လောက်ဆိုတော့အဆင်ပြေတယ်ဒါကျွန်တော်တက်ဖို့ရှုဖြန်းမယ်ဆိုတော့ပုံမှန်ကျွန်တော်ရိုးတုံးနေကြဖိနှောက်ပါတောင်းပြန်တဲ့စီကိုတုံးလေအဆင်ပြေပါတယ်ဒီတက်ဖို့ရှုတက်လို့ရနိုင်ရဲ့စီရတော့ဖိနှောက်ပါမယ်ဖြစ်ပါတယ်ကျန်တဲ့စီရတော့သွားမတော့မှလည်းလကပတ်စံကိုတုံကြည့်ကြမြင်ရမယ်လုတ်ပင်ပန်းတယ်ကြည့်ကြတော့အားပါမယ်ဒီကျွန်တော်တက်ဖို့ဆိုရှမ်းမဲ့ဆိုတော့ကောင်းရတဲ့စီလောက်နဲ့သွားတယ်အဆင်ပြေလို့ဒီလိုတောင်းလို့ပြုတ်ပြချင်ပါတယ်ဒါပါပဲအဲ့လိုကိုကျေးဇူးတင်ပါတယ်